ဟိတ်ကောင်တငယ်ချင်းနဲ့မိဘစကားနားထောင်မှုစွတ်ပြောမနေနဲ့တဲ့ငါတို့ဖျားလောင်တိတ်တတ်တောင်မိဘစကားနားထောင်ရင်ဖျားမဖြစ်ဘူးကွာတဲ့ဘယင်မဲဖြစ်မှာတဲ့သူပြောတာလည်းဟုတ်တာပဲဗျမိဘမေတ္တာဆိုတာဈေးအပေါ်ဆုံးအလကားရတဲ့အရာပါသူကချစ်ပါလို့မပြောလဲခမည်းကိုကချစ်ချင်တယ်ခမည်းအမေဒါမှမဟုတ်ခမည်းအဖေတရားအောက်ထဲတိုက်ခန်းထဲမှာသေနေတဲ့ဘဝရောက်အောင်တော့ခမည်းမရက်ဆက်ပါနဲ့ဗျာအားလုံးပဲမင်္ဂလာပါတူတက်စော Sharing and Entertaining Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော်တို့လက်ရှိကြုံတွေ့နေတဲ့ပြဿနာတွေတဲကမှသားသမီးတွေကိုချစ်တဲ့စိတ်ကြောင့်မိဘတွေရင်ခွဲခဲ့ရတာကိုမျှဝေပေးသွားမှာဖြစ်ပါတယ်ဒီ podcast ကိုနှလုံးသားနဲ့ရေးထားတာဖြစ်တဲ့အတွက်နှလုံးသားနဲ့နားဆင်ဖို့လည်းအကြံပြုလိုပါတယ်ဒီဗီဒီယိုလေးကိုကြိုက်တယ်ဆိုရင်တော့ like and subscribe လုပ်ပြီးအားပေးလို့ရတယ်လို့မိတ်ဆွေတို့ရဲ့ထင်မြင်ယူဆချက်တွေကိုလည်း comment မှာဝင်ရေးပေးလို့ရပါတယ်ဒါဆိုရင်တော့ podcast ကိုစလိုက်ကြရအောင်မင်္ဂလာတုံလေးစိတ်မှာကိုသားသမီးပြပထွက်ခွာတာကိုစိုးနှင့်စွာကြည့်ရှုခံစားရင်းနဲ့ပြည်လမ်းမပေါ်မှာကားမောင်းပြီးနှုတ်ဆက်စွာအိမ်ပြန်လာဘူးပါသလားကိုယ့်အိမ်မော်ကအဝတ်စားအိတ်တွေဆွဲပြီးအိမ်ပြောင်းရွှေ့သွားတဲ့သားသမီးကိုကူညီတယ်ဖို့ရင်းနဲ့တက်ပြင်းတွေချဘူးပါသလားညတကောင်ကျော်မှာအချိန်မရှိမှပြန်လာတဲ့သားကိုတိတ်တိတ်ကလေးတကားလှပ်ပေးဘူးပါသလားဒေါ်လာတွေအများကြီးပေးပြီးတက်ရတဲ့ကျူရှင်ကိုမတက်ဖဲကြောင်းလစ်နေတဲ့သားတစ်ယောက်ကြောင့်ဘတ်စကားမှတ်တိုင်မှာထိုင်ငိုခဲ့ဘူးပါသလားမိဘမေတ္တာဆိုတာအလွန်ကြီးမားတဲ့ချစ်ချင်းမေတ္တာကြောင့်ရင်ခွဲမတက်ခံစားရပါတယ်ခမည်းမှာသားသမီးတွေရှိရင်တော့ဧကံမုတ်ချခမည်းကရင်ခွဲမိဘဖြစ်မှာဒါကြောင့်ဒီ podcast ကိုရင်ခွဲမိဘလို့အမည်ပေးထားပါတယ်ကျွန်တော်တို့ရဲ့ဆန္ဒလောဘကြောင့်သူတို့ကိုအမြင့်ပြန်ငှက်တွေဖြစ်အောင်ငွေအားလူအားအချိန်တွေရင်းပြီးအမြင့်ပြန်မှုတင်ပေးခဲ့ကြတယ်ပြန်နာတောင်မှသူများတဲ့မြင့်တဲ့မြင့်အောင်ဂုံတုဂုံပြိုင်တွေလုပ်ပြီးအတောင်တွေတက်ပေးလိုက်ကြတယ်အမြင့်ပြန်နိုင်လို့အတိုက်စွန့်သွားတော့လေကျွန်တော်တို့ရင်ခွဲကြရတာပေါ့ဗျာအကြွားကအကြွားမှာကိုသားသမီးပညာရေးကိုကြွားရတာကလေလူမုန်းခံရမှုအ ਨੇ ဆုံးဖြစ်နေတော့ကျွန်တော်သားက US မှာကျမသမီးက UK မှာဆိုပြီးရှာအရသာခံဂုံစာပြီးကြွယ်ပြခဲ့သမျှအခုတော့ခမည်းတို့အိမ်ထဲမှာအဖိုးကြီးအဖွားကြီးနှစ်ယောက်တည်းမတဲ့အတူနေကစားကိုမိုးလင်းမိုးချုပ်ကပြနေကြရပြီမဟုတ်လားစားတောက်ဆိုင်တွေထဲမှာ shopping mall တွေထဲမှာဆေးရုံမှာအဖိုးကြီးဖွားကြီးနှစ်ယောက်တည်းတွဲပြီးရှောက်သွားနေတာတွေ့ရင်ခမည်းတို့အဲ့ဒါဘေးရင်မမင်းနဲ့သူ့သားသမီးတွေနိုင်ငံခြားတိုင်းတစ်ပါးမှာရှိနေကြတယ်ပညာတတ်ကြီးတွေဖြစ်ဖို့စားဝတ်နေရေးပြေလည်ဖို့လူငယ်တွေနိုင်ငံခြားကိုသွားကြရပါတယ်ဘာကြောင့်မဲသွားရင်ကွဲရတာကတော့ကြံခဲ့တဲ့မိဘတွေပဲဖြစ်ပါတယ်မိဘဆိုတာသားသမီးစီမှာအမြဲတမ်းရှုံးပါတယ်သားသမီးဆန္ဒကိုလွန်ဆန်ရဲတဲ့မိဘရှိပါသလားခမည်းဆရာဝန်ဖြစ်ခြင်းနဲ့အင်ဂျင်နီယာဖြစ်စေခြင်းနဲ့သူကပကြီးဆွဲတာဝါသနာပါတယ်ခမည်းခိုင်းလို့လုပ်နေပြီမသူကစိတ်မပါဘူးကျွန်တော်ကိုယ်တွေးလေးကိုပြောပြအောင်ကျွန်တော်ကအင်္ဂလိပ်စကားအင်္ဂလိပ်စာကိုတန်ဖိုးထားတယ်အဲ့တော့ကျွန်တော်သားသမီးတွေဘဝအခြေမြင့်မှုတွေစင်ကာပူကိုပို့ပြီးစာသင်တော့အကြောင်းတွေမျှဝေခြင်းနဲ့မြန်မာပြည်ကရောက်ခါစားအင်္ဂလိပ်စကားပြောကျွမ်းကျင်စေဖို့အင်္ဂလိပ်စာကျွမ်းကျင်မှုတွေဈေးလွန်ကြီးတဲ့ကျူရှင်မှာကျွန်တော်ကသူ့ကိုကြောင်းထားပေးတနေ့ကျတော့ကျွန်တော်ကျူရှင်သွားကြိုတဲ့အချိန်မှာသူကကျူရှင်ကိုမတက်ဘဲနဲ့အတန်းလစ်နေတယ်ကျွန်တော်ကအဲ့ဒီနေ့မှာသူ့ကိုပပင်းကြီးတွေ့လိုက်ရတဲ့အချိန်မှာစိတ်ထဲမှာတော်တော်ကိုမကောင်းဘူးသူများတိုင်းပြည်မှုလို့ကျွန်တော်လည်းသူ့ကိုဘလို့မှမပြောချင်တာနဲ့ဂျူရောင်းဝက်စ်ကဘတ်စကားမှတ်တိုင်မှာကျွန်တော်ထိုင်ငိုခဲ့ရတယ်အဲ့ဒီအချိန်ကစပြီးဖခင်ရဲ့စေတနာကိုအသေးချာသိသွားလို့လားမသိဘူးအမေရိကန်နိုင်ငံကယ်လီဖိုးနီးယား State University ကနေစီးပွားရေးဘွဲ့ရပြီးအခုတော့ကနေဒါထိပ်တန်းတက္ကသိုလ် Carleton University မှာစီးပွားရေးစီမံခန့်ခွဲမှုမဟာဘွဲ့တက်ပြီးကနေဒါမှာအခြေချနေလေရဲ့ခင်ဗျားတို့မိဘတွေမှာလည်းစိုက်ကိုရှိတယ်စိုက်ကိုရှိတာမှာ2မျိုးတောင်ရှိတယ်တစ်မျိုးကခမည်းမရခဲ့တဲ့အရာတွေကိုသူတို့ပေးခြင်းတယ်နောက်တစ်မျိုးကခမည်းကဆရာဝန်ဆိုရင်သူ့ကိုဆရာဝန်ဖြစ်ခြင်းတယ်ခမည်းကအင်ဂျင်နီယာဆိုရင်သူ့ကိုအင်ဂျင်နီယာဖြစ်စေခြင်းတယ်မြန်မာမိဘတွေရဲ့အဓိကပြဿနာက10တန်းအောင်ရင်ဆရာဝန်အင်ဂျင်နီယာအလုပ်ကလွဲပြီးကျန်တဲ့ဘာသာဗေဒတွေကိုစိတ်မဝင်စားဘူးတကယ်တမ်းတော့လေးလာသင်ယူစရာဘာသာရပ်တွေအများကြီးရှိတာပဲဗျနောက်ပြီးပြောသေးတယ်ဗျမိဘစကားနားထောင်ရင်တစ်သက်လုံးမစင်ရဘူးတဲ့အဲ့ဒါကတော့မီယိုဖလာချုပ်ကွက်တွေပါဗျစကားကိုကပ်ပြောတတ်တဲ့မိတ်ဆွေတယောက်ပြောပြတာကိုပြန်ပြောပြမယ်ဟိတ်ကောင်တငယ်ချင်းနဲ့မိဘစကားနားထောင်မှုစွတ်ပြောမနေနဲ့တဲ့ငါတို့ဖျားလောင်တိတ်တတ်တောင်မိဘစကားနားထောင်ရင်ဖျားမဖြစ်ဘူးကွာတဲ့ဘယင်မဲဖြစ်မှာတဲ့သူပြောတာလည်းဟုတ်တာပဲဗျမိဘမေတ္တာဆိုတာဈေးအပေါ်ဆုံးအလကားရတဲ့အရာပါသူကချစ်ပါလို့မပြောလဲခမည်းကိုကချစ်ချင်တယ်အဲ့ဒါကလည်းငယ်တုန်းပဲအဆင်ပြေတယ်ကြီးလာရင်ခမည်းရဲ့ချစ်ချင်းကသူ့ကိုစိတ်နှောက်ယှက်ဖြစ်စေတယ်မေတ္တာဆိုတာရောင်ပြန်ဟတ်တယ်ဆိုပေမဲ့ဒီနေရာမှာတော့မဟုတ်ဘူးဗျခမည်းသားသမီးကိုချစ်တယ်ခမည်းသားသမီးကခမည်းကိုမချစ်ဘူးသူမွေးလာတဲ့ကလေးကြလဲချစ်လိုက်တာမှတုံးခမည်းကလည်းအမှတ်မရှိဘူးသူ့ကလေးခမည်းမြေးကိုချစ်ကိုလိုနီလုပ်ပြီးတော့ထပ်ချစ်ချင်သေးတယ်မြေးလေးတွေကဖိုးရီဖွားရီတဲ့သူ့မိဘတွေကိုပို့ချစ်တယ်ဆိုရင်ခမည်းဒုတိယမိရင်ထပ်ကွဲရပြန်ချ
ချစ်တက်လွန်းလေရင်ကွဲရလေပါပဲဗျာဒီကနေ့မြမလူမှုဝင်းကျင်မှာအိမ်လေးတအိမ်တိုက်ခန်းလေးတစ်ခန်းထဲမှာတယောက်တည်းနေတဲ့အဖေတွေအမေတွေအများကြီးဖြစ်နေစိတ်မကောင်းစရာတွေကအထီးကျန်မိဘတွေတယောက်တည်းတိုက်ခန်းထဲမှာသေနေတဲ့သတင်းတွေမကြာခဏကြားနေရပါပြီပတ်စံပေါ်လို့နိုင်ငံခြားသွားတာဖြစ်ဖြစ်ပတ်စံရှာဖို့နိုင်ငံခြားသွားတာဖြစ်ဖြစ်ကြံရစ်ခဲ့တဲ့မိဘတွေကိုပြစ်မထားဖို့ဒီနေရာကနေတောင်းဆိုလိုပါတယ်အထူးသဖြင့်မြန်မာမိဘတွေကအလွန်ချစ်တတ်ပါတယ်ခမရတို့အမြင့်ကိုရောက်ဖို့ထမ်းတင်ပေးခဲ့တဲ့ပခုံးမဲမဲကြီးတွေကိုတော့မေ့မသွားစေချင်ဘူးတူရီတယောက်ကောင်းတို့ရောက်မှုသူတယောက်မှာပြက်လင့်ကတာဓမ္မဒါရီဆိုတဲ့စကားတွေကလိုပဲသားသမီးတွေကြီးပွားဖို့မိဘတွေဘဝပြက်ခဲ့တာတွေ့ဘူးပါတယ်မလေးရှားသွားဖို့အိမ်ပေါင်ပေးတဲ့လူဂျပန်သွားဖို့အိမ်ရောက်ပေးတဲ့သူတွေဟာတခြားသူတွေမဟုတ်ဘူးဗျမိဘတွေပါအိမ်အောင်ကြပြီးသားသမီးတွေပေါ်မှာလဲစိတ်ထားတတ်ဖို့အလွန်အရေးကြီးပါတယ်သမီးကကိုယ့်ထက်သူ့ယောက်ျားကိုပိုချစ်တာသားကကိုယ့်ထက်သူ့မိန်းမကိုပိုချစ်တာမျိုးတွေတွေ့ရင်အော်ဒါကတော့ဓမ္မတာပဲလေလို့ပြုံးကြီးနေတတ်အောင်ခမလေ့ကျင့်ထားရပါမယ်ခမသားသမီးတွေပေါ်မှာလွှမ်းမိုးခြင်းစိတ်အားကြီးရင်တကယ်ရရှိမှာကတော့သူတို့စီကအမုန်းတရားတွေပဲဖြစ်ပါတယ်အချစ်ဆိုတာလိုက်ရင်ပြေးတယ်ပြေးရင်လိုက်တယ်ဗျသားသမီးတွေမြေးတွေကိုချစ်တဲ့စိတ်တွေကိုအာယုံပြောင်းဖို့ခမကိုကျွန်တော်အကြံတစ်ခုပေးခြင်းနဲ့တချို့ကပြောမယ်ဗျာခွေးလေးတွေကြောင်လေးတွေပြောင်းချစ်ပါလားဒါပေမဲ့မဟုတ်ဘူးဗျအဲ့ຢာတွေကလည်းကရိကထများတယ်မိဘတွေကသားသမီးကိုချစ်တဲ့စိတ်ကဥယျာဉ်မှုတယောက်ရဲ့စိတ်နဲ့တံတန်တူတယ်ဗျတစ်ပင်လေးတွေကိုပြုစုပြိုးထောင်ပြီးပန်းလေးတွေပွင့်လာလို့ရှိရင်စိတ်ချမ်းသာမှုရရှိခံစားတယ်လို့သားသမီးတွေအောင်မြင်လာရင်လည်းမိဘတွေကဝမ်းသာကြတာပါပဲခမအိမ်မှာရှိတဲ့ဝရန်တာကနေစပြီးခမစိုက်ပျိုးရေးလုပ်ပါပြီးရင်ခမခြံထဲမှာတစ်ပင်ပန်းမင်းလေးတွေစိုက်ပြီးတော့ခမရဲ့စိတ်အာရုံကိုလွှဲပြောင်းလိုက်ပါကြုံတော့မှခမကိုတခါတည်းမှားလိုက်ချင်ပါတယ်ခမရဲ့ဥစ္စာဒနာအစိတ်ပိုင်းအချို့ကိုသာအမွေအဖြစ်ခွဲဝေပေးပါအကုန်လုံးမပေးလိုက်ပါနဲ့အကုန်လုံးပေးလိုက်ရင်ခမလူအိုယုံမှာဂိတ်ဆုံးသွားလိမ့်မယ်လူအိုယုံဆိုလို့နိုင်ငံကျော်အဆိုတော်ဝေလာရဲ့အများကြီးပေးသူဘာမှမရခဲ့ဘူးဆိုတဲ့တခြင်းကိုခမနားထောင်ကြည့်စေခြင်းနဲ့အများကြီးပေးသူဘာမှမရခဲ့သူငါသားသမီးများဖေကိုတောင်းလာမတွေ့ဘူးဟိုတော့ငါတော့ဖေသာလူစွမ်းငောင်းကြီးဆိုအခုချတော့ဖေဟာကပါကြီးတွဲလူဘူးအများကြီးပေးသူဘာမှမရခဲ့သူတဲ့ချွတ်တဲ့ချိန်ဆိုဘသူလာမလဲလို့ကိမုံရတဲ့ຫນွေကိုတော့မမမီကြောလို့စောင်းစားရင်နဲ့လူကိုယုံလေးတဲ့ငါငိုသူ့ရဲ့စာသားတွေကအတော်ထိမိတယ်ဗျဟိုးတုန်းကတော့အဖေကလူစွမ်းကောင်းကြီးဆိုအခုကျတော့အဖေကကဘာကြီးအတွက်လူဘူးကျွန်တော်လဲကျွန်တော်သားသမီးတွေအတွက်တော့တစ်ချိန်လုံးကလူစွမ်းကောင်းကြီးပေါ့ဗျာအခုကျတော့လေသူတို့အတွက်ကကျွန်တော်ကတိတ်အရေးမပါတော့ပါဘူးအများကြီးပေးသူဘာမှမရခဲ့တဲ့သူသတင်းကျွတ်တဲ့အချိန်ဆိုဘသူလာမလဲလို့ကိတ်မုံရနံ့တွေတော့မှတ်မိတော့တယ်လို့စောင့်စားရင်းနဲ့လူအိုယုံလေးတဲ့ငါငိုတယ်ဘလောက်ဟတ်ထိစရာကောင်းတယ်ဒီသချင်းကိုခမစိတ်ခံစားမှုတွေတအားမြင့်တက်လာတဲ့အချိန်မှာဆိုဖွင့်ပြီးနားထောင်ကြည့်ပါကျွန်တော်တော့သားသမီးတွေနဲ့ပတ်သက်လို့စိတ်ထဲမှာမွန်းကြက်လာရင်အဲ့သချင်းကိုအကျယ်ကြီးဖွင့်ပြီးလိုက်ဆိုဖြစ်တာပဲဗျာကျွန်တော်တို့ခေတ်ကအဆိုတော်အနိုင်ရဲ့ဆလဲဝင်အိုးကလေးတချင်းတွေရလို့ပေါ့ဗျာအခုတော့လေအဖိုးကြီးဘွားကြီးနှစ်ယောက်တည်းဆလဲဝင်အိုးလေးကိုထုတ်ပြီးပြန်ချက်စားမယ်ကိန်းဆိုင်နေဒါပေမဲ့ဗျာကျွန်တော်တို့ခေတ်မှာတော့ဆလဲဝင်အိုးဘယ်ချက်တော့မလဲဗျာဖူပန်တာနဲ့မှားစားမှာဖူပန်တာမရှိရင်တော့ကျွန်တော်တို့တော်တော်ဒုက္ခရောက်မှာဗျာမိဘကိုလူအိုယုံပို့တဲ့စနစ်ကတော့စင်ကာပူမှာထွန်းကားနေတာကြားပါပြီသားသမီးတွေကနေရောညရောအလုပ်တွေပင်မမှန်လို့မိဘတွေကိုမဆောင်ရှောက်နိုင်တော့မိဘတွေကို home for age ကိုပို့ထားလိုက်ကြတယ်ပို့ကစားတော့တစ်ခါနှစ်ခါလာကြတယ်နောက်ကြတော့တစ်နှစ်မှတစ်ခါပဲလာနောက်ကြတော့လုံးဝကိုမလာတော့တချို့ကတော့သေမအယိုးအိုးလေးကိုလာယူကြတယ်တချို့ကြတော့အယိုးအိုးတောင်လာမယူတော့ဘူးဗျာမော်ဒန်မျိုးပြရင်ခွဲမိဘဇလန်းတွေပေါ့သူ့စီမှာတော့မိဘကိုလူအိုယုံပို့တဲ့ဒလေးကြီးတော့မထွန်းကားသေးခြင်းဘူးဗျာအဲ့ဒီဒလေးကိုစန့်ကျင်တဲ့ပုံမြင်လေးတစ်ပုဒ်ကျွန်တော်ပြောပြမယ်တခါတော့မိသားစု3ယောက်ဟာဖခင်အိုကြီးနဲ့အတူနေကြတယ်သူဇနီးကမကြိုက်လို့မဆောင်ရှောက်နိုင်လို့အဖေအိုကြီးကိုလူအိုယုံပို့ဖို့ပြင်ဆင်နေကြတယ်သူတို့လင်မယားအဲ့ဒီလိုလုတ်ကိုင်းနေတာကိုသူတို့သားအငယ်လေးကအဆအဆုံးလိုက်ကြည့်နေတယ်လူအိုယုံသွားဖို့ထုတ်ပိုးပြင်ဆင်နေတဲ့အချိန်မှာသားလုတ်တဲ့သူကအဖေကိုစောင်အတစ်ကြီးတစ်ထည်လက်ဆောင်ပေးတယ်အဖေလုတ်တဲ့သူကသားရဲ့လူအိုယုံမှာအဲ့လောက်ကြီးမလိုပါဘူးအဲ့ဆောင်ကြီးမလိုပါဘူးကွယ်ပြောတော့မြေးလုတ်တဲ့သူကဖေဖေကတ်ကြီးယူခဲ့ပါဖိုးဖိုးကိုပေးမဲ့ဒီဆောင်ကြီးကိုတဝက်ခွဲပြီးယူထားလိုက်ရအောင်သားအလှဲ့ကြလဲဖေဖေကိုလူအိုယုံပို့ရအောင်မလေးလို့သားလေးကပြောလိုက်တော့အဖေဖြစ်သူလဲသူ့အဖေကိုလူအိုယုံပို့မဲ့ကိစ္စကိုဆက်မလုပ်ရဲတော့ဘူးဒီပုံမျိုးကိုနားထောင်ပြီးခမလဲခမမိဘတွေကိုတော့လူအိုယုံမပို့လောက်တော့ဘူးထင်ပါတယ်ကျွန်တော် podcast က audience တွေထွန်းမှာအသက်18နှစ်ကနေ35နှစ်ကြာလူငယ်9သိန်းလောက်ရှိပါတယ်
အဲ့ဒီလူငယ်တွေကိုကျွန်တော်အထူးမှာကြားချင်တာကတော့အကြောင်းမျိုးကြောင့်ခမရတို့ကမိဘနဲ့ဝေးတဲ့နေရာကိုရောက်နေတယ်ဆိုရင်အမြဲတမ်းဆက်သွယ်နေဖို့လိုအပ်ပါတယ်သူတို့တွေကခမရတို့စီကလာမဲ့ဖုန်းကိုအမြဲမျှော်နေတာဗျခမရဆက်သွယ်ရင်ဖုန်း message Viber Telegram WhatsApp မျိုးစုံကနေဆက်သွယ်လို့ရပါတယ်ခမရရင်ထဲမှာခမရမိဘကိုချစ်တဲ့စိတ်နဲ့လွမ်းတဲ့စိတ်နဲ့ဆက်သွယ်ခြင်းစိတ်ပဲလိုအပ်တာပါဆက်သွယ်ရေးစနစ်ကကျွန်တော်တို့ခေတ်တဲ့ဆိုင်ရင်ခမရတို့ခေတ်မှာအများကြီးတိုးတက်နေပါပြီတိုင်းတစ်ပါးခမရတို့တတိတရပို့လိုက်တဲ့$တန်ပစ္စည်းကိုခမရမေကရွာရိုးကိုပေါက်လျှောက်ပြီး$1000မကတန်တရာရောင်လှည့်ကြွားနေမယ်ဆိုတာလည်းမမေ့နဲ့အောင်အမင်းမြင့်တာကြောင့်ပြောရရင်လူတွေနဲ့တည်းမလုံလောက်ဘူးဗျတလိษံတွေမှာလည်းသားသမီးကိုချစ်တဲ့မိခင်တွေရှိတယ်ဆယ်လ်မွန်ငါးတို့ကင်မီကောက်တို့ကင်မီကောက်ဆိုရင်သူ့သားပေါက်ကလေးတွေကသူ့အသားကိုစားပြီးမှအသက်ဆက်ကြရတာဗျဆယ်လ်မွန်ငါးလည်းဒီနေ့တိုင်းပဲဆယ်လ်မွန်ငါးမကြီးကဥတွေဥပြီးတော့သားလောင်းလေးတွေပေါက်လာတဲ့အခါငါးမကြီးကသေဆုံးသွားတယ်အဲ့ဒီငါးမကြီးရဲ့ခန္ဓာကိုယ်ကိုစားပြီးတော့မှဆယ်လ်မွန်ငါးပေါက်ကလေးတွေကအသက်ဆက်လက်ရှင်သန်ကြရတာဗျရင်ခွဲမိဘတွေသားသမီးကိုချစ်တော့ချစ်ပါဒါပေမဲ့ break ပါပါသားသမီးတွေရဲ့အိမ်တော်ရေးကိုနေရာတကာဝင်မဆွတ်ပါနဲ့ပင်ဆိုင်ပါလမ်းလျှောက်ပါအိုစာမင်းစာကိုစူဆောင်းထားရှိပါသားသမီးပေါ်မှာမမီကိုလွန်းပါနဲ့လို့အကြံပြုပါရစေတယောက်တည်းနေရတဲ့အထီးကျန်မိဘတွေကိုမှာကြားကျင်တာကခမည်းတယောက်တည်းအခန်းတစ်ခန်းအိမ်တိမ်ထဲမှာရှိနေတယ်ဆိုရင် TV ကိုအမြဲတမ်းဖွင့်ပြီးနားထောင်ပါဒါမှသာအထီးကျန်ဖြစ်ခြင်းရဲ့စိတ်ဒဏ်ရာကိုခမည်းမခံစားရမှာဖြစ်ပါတယ်ဒီဗီဒီယိုလေးကိုကြိုက်နေတတ်တယ်ဆိုလို့ရှိရင်ကိုနဲ့ဘဝတူရင်ခွဲမိဘတွေကိုမျှဝေပါပြီးတော့ခမည်းတို့ရဲ့သားသမီးတွေစီကိုရောက်အောင်ဒီဗီဒီယိုပို့ပေးပါအကျိုးတစ်ခုခုတော့ရရှိမှာဖြစ်ပါတယ်လူငယ် audience တွေအနေနဲ့တော့မိဘတွေကိုမသေးခင်မှာရင်းနှီးနေကြပါအဆက်အသွယ်မပြတ်စေနဲ့ခမည်းကအဝေးရောက်သားသမီးတယောက်ဆိုရင်တော့ခမည်းနေ့စဉ်နေ့တိုင်းခမည်းမိဘတွေကိုဆက်သွယ်ဖို့လိုလိမ့်မယ်ဗီဒီယိုကောတွေခေါ်ရမယ်တယောက်နဲ့တယောက်ရင်းနှီးနေရမယ်သူတို့ကခမည်းငွေပေးမပေးခမည်းကိုချစ်နေကြမှာပါခမည်းအမေဒါမှမဟုတ်ခမည်းအဖေတယောက်တည်းတိုက်ခန်းထဲမှာသေနေတဲ့ဘဝရောက်အောင်တော့ခမည်းမရက်ဆက်ပါနဲ့ဗျာသားသမီးရှိရဲ့နဲ့လူအိုယုံအဖို့ခံရတဲ့မိဘတွေထဲမှာလည်းခမည်းမိဘတွေမပါပါစေနဲ့ကျွန်တော် podcast ကိုနားထောင်ပြီးမိဘတွေကသားသမီးတွေကိုစနစ်တကျချစ်တက်လာခဲ့ရင်သားသမီးတွေကလည်းမိဘတွေကိုပိုပြီးချစ်တက်လာပြီးတော့မှအဆက်အသွယ်မပြတ်ဆက်ဆံလာခဲ့ရင်ကျွန်တော်စူးစမ်းရကြနှပ်ပါတယ်သားသမီးဆိုတာတစ်ချိန်မှာမိဘဖြစ်လာမှာမို့ကိုယ့်လက်ကြရင်လည်းအဲ့လိုမဖြစ်ရအောင်ကြိုတင်ပြင်ဆင်ထားဖို့လိုအပ်ပါတယ်ကျွန်တော်ကဒီ podcast ကိုခံစားမှုနှလုံးသားနဲ့ရေးတာဆိုတော့ဒီ podcast ကိုနားထောင်ပြီးတော့ရင်ခွဲမိဘတွေဘယ်လိုခံစားရတယ်လဲသားသမီးတွေလည်းဒီ podcast ကိုကြည့်ပြီးဘယ်လိုခံစားရတယ်လဲဆိုတာကို comment မှာဝင်ရေးပေးစေချင်ပါတယ်သားသမီးနဲ့မိဘရဲ့ချစ်ချင်းမြတ်တာအကြောင်းအလေးအပင်ကြီးတွေပြောသွားပြီးတော့ခမည်းတော်ရဲ့စိတ်အာရုံတွေပြောင်းသွားစေဖို့ပေါ်ပါ podcast နာမည်တစ်ခုစဉ်းစားထားပါတယ်ရည်စားဟောင်းများနဲ့ပြန်ပေါင်းထုတ်ခြင်းလို့အမည်ရပါတယ်MRTV4 ဇလန်တွဲလိုမျိုးတော့မဟုတ်ဘူးနော်ဒါပေမဲ့နာမည်ကိုကဆက်စုတတ်တဲ့သူတွေအတွက်တော့အထူးစိတ်ဝင်စားမှာဖြစ်ပါတယ်ကျွန်တော်ရည်စားဟောင်းတွေကဘယ်သူလဲဘယ်မျိုးကလဲဘယ်တက်ကတူကလဲသိကျင်နေကြအောင်မယ်တချို့ကလည်းငါအကြောင်းများပြောတော့မလားထင်နေကြအောင်မယ်ကျွန်တော် podcast ကစကားကောင်းပြောနေနဲ့ထဖောက်တာမဟုတ်ပါဘူးကျွန်တော် podcast တွေကိုဦးပြနားဆင်နိုင်မှုအတွက် like and subscribe လုပ်ထားပေးဖို့လည်းမမေ့ပါနဲ့ဦးနော်ကျွန်တော်ရဲ့ podcast ကိုအဆုံးထိ like ပါကြည့်ရှုပေးတဲ့သူတဦးချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ကျွန်တော်ရဲ့ပရိသတ်များစိတ်ချမ်းသာခြင်းကိုယ်ဤကျန်းမာခြင်းနဲ့ပြည့်စုံပြီးတော့ရန်သူမျိုး၅ပါးဘေးကနေရမှကင်းဝေးပါစေကြောင်းလည်းဆုတောင်းပေးလိုက်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်သူ့ထက်ဇော်ပါ